Bismillahirrahmanirrahim. Alhamdulillah. Januru pikira paindwe ma firqa Yusufustaya ye amyasa Anadiya Ladariya Indiana patabe phakhere. Pikira pain ma be Musannaf rahimahullah ta'ala anhu di firqa ye Anadiya ko dalil tahqiqi pira dalil ilzami namyo lu ko athong pyu pi do rat lok khere nyan khere. To do Musannaf rahimahullah ta'ala anhu diအခုဒီfirqa ye Ladariya ne India ko rat ma lok ga de bu. အဲဒါကြောင့် Musannaf rahimahullah ta'ala အနုဒီဒီအပိုင်းမှာအဲ့ဒီဖီရကာရဲ့လာဒရီယာနဲ့အင်ဒီယာကိုညံမှာဖြစ်တဲ့ရတ်လုံးမှာဖြစ်တယ်အခု Musannaf rahimahullah ta'ala အနုကဒီဖီရကာတွေကိုညံဖို့အတွက်ရတ်လုံးဖို့အတွက်ပထမဆုံးအနေနဲ့သူတို့ရဲ့ဒလီလ်တွေကိုယူလာမယ်ပြီးတော့အဲ့ဒီနောက်ပိုင်း Musannaf rahimahullah ta'ala အနုဒီမိမိဖတ်ကနေဒလီလ်တစ်ခုယူလာပြီးတော့အဲ့ဒီဖီရကာရဲ့ဆူဖစတရဲ့လာဒရီယာရဲ့ဒလီလ်ကိုဘာတက်လုံးမှာဖြစ်တယ်ရတ်လုံးမှာဖြစ်တယ်အဲ့ဒါကြောင့် Musannaf rahimahullah ta'ala အနုပထမဆုံးအနေနဲ့qalu ad-daruriyatu ဆိုပြီးရင်ဖီရကာရဲ့လာဒရီယာရဲ့ဒလီလ်ကိုယူလာနေတာဖြစ်တယ်အခုဒီဒလီလ်ကိုနားလည်ဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့ပညာရေးအမျိုးအစားအလမ်ရေးအမျိုးအစားတွေကိုနားလည်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်ဆရာအနေနဲ့ပထမဆုံးပညာရေးအမျိုးအစားတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ပညာက2မျိုးရှိတယ်တစ်မျိုးကိုနဇရီလို့ခေါ်တယ်နောက်တစ်မျိုးကိုကြတော့daruri လို့ခေါ်တယ်ဆရာကအဲ့ဒါဒီမှာမရေးထားဘူးဘာလို့လဲဆိုတော့ဆရာကဒီစာအုပ်ကိုမေရကတ်တန်ဖို့အတွက်ရေးထားတာအဲ့တော့မေရကတ်မှာဘေးအရာတွေလိုအပ်လဲဆရာကအဲ့ဒါတွေပဲဆွဲထားတာပေါ့နော်အဲ့တော့လောလောဆယ်ဒီလောက်ပဲမှတ်ထားမယ်ပညာက2မျိုးရှိတယ်နဇရီရဲ့ daruri ရဲ့အထောက်အထားအုံနောက်နှစ်ခုလုံးကိုအသုံးပြုပြီးသိရှိနားလည်လာတဲ့ပညာရေးကို ilm nazari ပညာရေး nazari လို့ခေါ်တယ်သဘောပေါက်ပြီနော်ဥပမာဖြင့်လူတစ်ယောက်ကလာပြောတယ်ရေသည်ကြောက်တုံးဖြစ်တယ်အဲ့တော့ရေကကြောက်တုံးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီစကားကိုကြားတာနဲ့ကျွန်တော်တို့ရဲ့အုံနောက်ကလက်ခံလားလက်မခံဘူးအဲ့တော့ကျွန်တော်တို့ရဲ့အုံနောက်ကအသုံးပြုပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ကအခုဒီပညာကိုလက်မခံသေးဘူးမသိရှိသေးဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဘာလိုအပ်လဲအထောက်အထားလိုအပ်တယ်အဲ့တော့အထောက်အထားအနေနဲ့ကျွန်တော်တို့ရေသိမ်းမှုတပူယူပြီးတော့ရေကဲတက်တာထဲမှာထိထားလိုက်တယ်တနားရီလောက်ပြီးမှကျွန်တော်တို့အဲ့ဒါကိုပြန်ထုတ်ကြည့်တာအခါအမှန်တကယ်လေးဒီရေဘူးကဘာဖြစ်သွားလဲကြောက်လို့မျိုးမာသွားတယ်အဲ့တော့ဆရာပြောလို့ချင်တာကအုံနောက်ရောအထောက်အထားရောနှစ်ခုလုံးကိုအသုံးပြုပြီးမှသိရှိနားလည်လာတဲ့ပညာရေးကိုနဇရီလို့ခေါ်တယ်သဘောပေါက်ပြီနော်နောက်တစ်မျိုးကကြတော့ ilm zaruri ilm zaruri ဆိုတာကအဲ့ဒီနဇရီရဲ့ဆန်းညံဖက်အဲ့တော့အချုပ်ပညာကိုသိရှိနားလည်လာဖို့အတွက်ကျွန်တော်တို့အထောက်အထားမလိုဘူးအလွေတကူကျွန်တော်တို့အုံနောက်ကိုနည်းနည်းလောက်အသုံးပြုတာနဲ့ကျွန်တော်တို့ဒီပညာကိုသိရှိနားလည်လာနိုင်တယ်အဲ့လိုမျိုးပညာရေးကိုကျွန်တော်တို့ ilm daruri လို့ခေါ်တယ်ဥပမာဖြင့်ကျွန်တော်တို့ဒီမှာပုံတပုံတွေးနေတယ်ဒီပုံတွေးတာနဲ့ကျွန်တော်တို့ဒီဟာဘာလဲဆိုတာသိလားမသိလားအားလုံးသိတယ်လူကြီးတွေရောလူငယ်တွေရောကလေးတွေရောအကုန်လုံးသိနိုင်တယ်ဒီဟာကလာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအလွေတကူဘာမှအထောက်အထားမလိုဘဲနဲ့အလွေတကူသိရှိနားလည်လာတဲ့ပညာရေးကို ilm daruri လို့ခေါ်တယ်သဘောပေါက်ပြီနော်အခုဒီ ilm daruri က2မျိုးရှိတယ်တစ်မျိုးကိုကြတော့ ilm hissi လို့ခေါ်တယ်နောက်တစ်မျိုးကိုကြတော့ ilm badhi လို့ခေါ်တယ်အခု ilm hissi ဘာကိုခေါ်တာလဲ ilm badhi ဘာကိုခေါ်တာလဲဒါကိုနားလည်နိုင်ဖို့ကြိုးစားမယ် ilm hissi ဆိုတာကဤကိတုပညာကိုခေါ်တဲ့အချုပ်ပညာကိုသိရှိနားလည်လာဖို့အတွက်ကျွန်တော်တို့လူသားတွေကမိမိခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကိုအသုံးပြုတယ်ပြောလို့ချင်တာကလူသားတွေကမိမိခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကိုအသုံးပြုပြီးတော့သိရှိနားလည်လာတဲ့ပညာရေးကို ilm hissi လို့ခေါ်တယ်ဥပမာဖြင့်လှပမှုဒီလှပမှုကိုသိရှိနားလည်ဖို့အတွက်ကျွန်တော်တို့မျက်လုံးကိုအသုံးပြုရတယ်ကျွန်တော်တို့မျက်လုံးနဲ့အဲ့ဒီအရာကိုတွေးတာနဲ့ဒီအရာကလှတယ်ဆိုပြီးပြောလို့ရတာသဘောပေါက်ပြီနော်အဲ့ဒီအတိုင်းပါပဲအပူနဲ့အေးဒီအပူနဲ့အေးကိုလည်းတီးဖို့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းကိုအသုံးပြုတယ်ကျွန်တော်တို့ကိုင်းချင်းရဲ့ထီးချင်းရဲ့တီးတယ်ဒီဟာပူတယ်ဒီဟာအေးတယ်ဆိုတာကျွန်တော်တို့သိလာနိုင်တယ်အဲ့လိုမျိုးအချုံနဲ့အဆက်လက်ဒီအတိုင်းပါပဲကျွန်တော်တို့ရှာနေမြည်ချင်းရဲ့ဒီဟာကဆက်လာဒါမှမဟုတ်ချိုလာတီးလာတာပေါ့နော်အဲ့တော့ဆရာပြောလို့ချင်တာကအချို့ပညာရေးကိုသင်ယူလေးလာဖို့အတွက်ကျွန်တော်တို့ကမိမိခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းကိုအသုံးပြုတယ်အဲ့လိုမျိုးပညာရေးကိုကျွန်တော်တို့ hissi လို့ခေါ်တယ်နောက်တစ်မျိုးက ilmul badhi ဖြစ်တယ်အဲ့တော့ ilmul badhi ဘာကိုခေါ်လဲ ilmul badhi နဲ့ ilmul hissi နှစ်ခုလုံးကတူတယ်နည်းနည်းပဲကွာတာ badhi မှာကြတော့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းမပါဘူးအုံနောက်ကိုပဲအသုံးပြုပြီးတော့အလွေတကွေးဒီပညာကိုသိရှိနားလည်လာတယ်အုံနောက်ကိုအသုံးပြုပြီးအထောက်အထားပါလို့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ nazari လို့ခေါ်တယ်မှတ်ထားမယ်နော်အုံနောက်ကိုအသုံးပြုပြီးတော့အထောက်အထားမလို့ဘူးဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့ badhi လို့ခေါ်တယ်ဥပမာဖြင့်ကျွန်တော်တို့ဒီမှာ number 1တွေးနေတယ်မြင်နေတယ်ပေါ့နော်အဲ့တော့ဒီဟာ3ဖြစ်တယ်4ဖြစ်တယ်5ဖြစ်တယ်ဒီဟာတွေကျွန်တော်တို့သိတယ်နော်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ဘာကြောင့်သိနေတာလဲကျွန်တော်တို့ရဲ့အုံနောက်နဲ့သိနေတာနော်အခု
အခုဒီ3နဲ့4နဲ့ပေါင်းရင်ဘာထွက်လာမှာလဲ7ထွက်လာမယ်အဲ့ဒါလည်းကျွန်တော်တို့သိနေတယ်အခုဒီဟာကိုကျွန်တော်တို့ဘာနဲ့သိနေတာကျွန်တော်တို့ရဲ့အုံနှုတ်ကိုအသုံးပြုပြီးတော့သိနေတာဘာသိနေတာလဲ3နဲ့4နဲ့ပေါင်းရင်ဘာဖြစ်လဲ7ဖြစ်တယ်သဘောပေါက်ပြီနော်အဲ့တော့ဒီဟာအုံနှုတ်ကိုအသုံးပြုပြီးတော့သိနေတဲ့ပညာရေးဆိုတော့ဒီဟာဗတိဟိဖြစ်တယ်ဘာကြောင့်ဗတိဟိဖြစ်တာလဲဒီ3နဲ့4နဲ့ပေါင်းရင်7ဖြစ်တယ်ဆိုတဲ့အပေါ်ကျွန်တော်တို့အထောက်အထားတင်ပြစရာမလိုဘူးအကယ်လို့3နဲ့4နဲ့ပေါင်းပြီးတော့7ဖြစ်တဲ့ area ပေါ်တဝတ်တစ်ယောက်ကအထောက်အထားတောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုကိုအယူလို့ခေါ်မှာပဲသဘောပေါက်ပြီနော်အဲ့တော့ဆရာပြောလို့ချင်တာကအုံနှုတ်ကိုပဲအသုံးပြုပြီးတော့အထောက်အထားမလိုပဲသိရှိနားလေလာတဲ့ပညာရေးကိုပါခေါ်လဲအလ်မုလ်ဘဒဟီလို့ခေါ်တယ်သဘောပေါက်ပြီနော်အဲ့တော့အခုကျွန်တော်တို့မဆနဘ်ရဟ်မန်လာတာလာအန်ဟူရဲ့ဘာရဂျတ်တရဂျမန်လုံးမှာဖြစ်ပါတယ်အင်ရှာအလ္လာဟ်သဘောပေါက်မှာပါဘစ်မီလာရ်ရဟ်မန်ရ်ရဟီမ်ကာလူသူတို့ကပြောခဲ့တယ်ဒီမှာကာလူရဲ့ဖိုင်ဘသူတွေလဲဖီရကာယေဆူဖစတာယာရဲ့လာဒရီယာနဲ့အိန္ဒိယဖြစ်တယ်အဲ့တော့လာဒရီယာတွေကပြောခဲ့တယ်ဘာပြောခဲ့လဲအဒ်ဒရူရီယာတုမင်ဟာဟစ်စီယာတုဒီမှာဒရူရီယတ်အတိတ်ပဲအလ်မဒရူရီကိုပြောချင်တာကျွန်တော်တို့ခုနကပဲဖတ်ခဲ့တာပညာက2မျိုးရှိတယ်နဒရီရဲ့ဒရူရီရဲ့ပြီးတော့ဒီဒရူရီကနောက်ထပ်2မျိုးရှိတယ်ဟစ်စီရဲ့နောက်တစ်ခုကဘဒဟီရဲ့ပြီးတော့ဒီဟစ်စီနဲ့ဘဒဟီရဲ့အများစားထပ်ရှိတယ်သဘောပေါက်နေတယ်နော်သို့တော့ဆရာကဟစ်စီနဲ့ဘဒဟီကိုပဲတန်ပြခဲ့တယ်သူတို့ရဲ့အများစားတွေကိုမတန်ပြခဲ့ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီသင်ခန်းစာကိုနားလည်ဖို့အတွက်အလ်မုလ်ဘဒဟီနဲ့အလ်မုလ်ဟစ်စီကိုသဘောပေါက်ရင်ရပြီသူတို့ရဲ့မျက်စာတွေကိုလည်းကျွန်တော်တို့သိစရာမလိုဘူးအဲ့ဒါကြောင့်ဆရာကသူတို့ရဲ့မျက်စာတွေကိုမရှင်းခဲ့တာမတန်ပြခဲ့တာသဘောပေါက်ပြီနော်သို့တော့မုဆနဖ်ရဟ်မန်လာတာလာအန်ဟူကဒီမှာအဒရူရီယတ်စကားလုံးကိုဂျမာယူလာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အလ်မုလ်ဒရူရီကတည်တဲ့2မျိုးမဟုတ်ဘူးဟစ်စီနဲ့ဘဒဟီမဟုတ်ဘူးဟစ်စီရဲ့မျက်စာထပ်ရှိတယ်ဘဒဟီရဲ့မျက်စာထပ်ရှိတယ်အခုကမျက်စာများသွားတော့ဂျမာဖြစ်သွားတယ်အဲ့ဒါကြောင့်မုဆနဖ်ရဟ်မန်လာတာလာအန်ဟူဒီမှာအဒရူရီယတ်ကိုဂျမာယူလာတယ်အဲ့လိုမျိုးဒီမှာဟစ်စီယတ်စကားလုံးကိုလေဂျမာယူလာတယ်သဘောပေါက်ပြီနော်အဲ့တော့အတိတ်ပဲဘာဖြစ်မှာလဲအဒရူရီယတ်တုမင်ဟာအလ်မဒရူရီပညာရဲ့ဒရူရီရဲ့အမျက်စာတွေကနေတစ်မျိုးကဟစ်စီယတ်တွန်ဟစ်စီယတ်ဖြစ်တယ်အလ်မုလ်ဟစ်စီပေါ့နော်အခုနောက်ဆရာရှင်းပြပြီးသွားပြီကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကိုအသုံးပြုပြီးတော့သင်ယူတဲ့ပညာကိုကျွန်တော်တို့အလ်မုလ်ဟစ်စီလို့ခေါ်တယ်ဝလ်ဟစ်ဆူကဒယဂလီတူကတီရန်အခုဖီရကာရဲ့လာဒရီယာကဘာကိုပြောလို့ချင်တာလဲဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကပညာသင်ယူတဲ့အခါပညာသင်ယူတဲ့နေရာမှာအမှားတွေအများကြီးလုပ်တယ်ပြောလို့ချင်တာကတအားမှားတတ်တယ်ဥပမာဖြင့်ကျွန်တော်တို့အဝေးကနေတားကောင်တကောင်တရိတ်ဆင်တကောင်လာနေတာတွေ့တယ်အဲ့တော့အဝေးကနေမြင်နေတော့အဲ့ဒီအကောင်ကတေးသေးလေးမြင်နေရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပထမဆုံးပါပြလိုက်လေဒီဟာကစိတ်တကောင်ဖြစ်တယ်ဆိုပြီးပြောခဲ့တယ်ပြီးတော့ခဏနေအဲ့ဒီအကောင်ကနည်းနည်းပါးပါးကျွန်တော်တို့နဲ့နှိကပ်လာတော့အဲ့ဒီအကောင်ကအကြီးကြီးမြင်နေရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပါပြလိုက်လေဒီဟာစိတ်မဟုတ်ဘူးဒီဟာကနွားဖြစ်တယ်ဆိုပြီးပြောလိုက်တယ်ပြီးတော့ခဏနေအဲ့ဒီအကောင်ကကျွန်တော်တို့နဲ့ပိုပြီးနှိကပ်လာတော့ကျွန်တော်တို့တွေးနေတာကဒီအကောင်ကနွားထက်ပိုပြီးကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပါပြလိုက်လေဒီဟာကနွားမဟုတ်ဘူးမြင်းဖြစ်တယ်ပြီးတော့ခဏနေအဲ့ဒီအကောင်ကလုံးဝကျွန်တော်တို့နဲ့အနိကတ်ဆုံးရောက်ရှိလာတော့ကျွန်တော်တို့မြင်နေတာကတွေးနေတာကအဲ့ဒါကနွားလေးမဟုတ်ဘူးပြီးတော့စိတ်လေးမဟုတ်ဘူးသူကဆန်ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာကနေဗာသိရှိသွားလေကျွန်တော်တို့ရဲ့မျက်လုံးကတခုခုကိုလေးလာတင်ယူတဲ့အခါမာတက်တယ်သဘောပေါက်ပြီနော်အဲ့တော့ဖီရကာရဲ့ဆူဖစတာယာလေးအဲ့ဒါကိုပြောချင်တာဝလ်ဟစ်ဆူကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကဟစ်တွေကကိုဝတ်တွေကကဒယာဂလီတူကတီရန်တအားမာတက်တယ်ပညာသင်ယူတဲ့နေရာမှာပေါ့နော်သဘောပေါက်ပြီနော်ဥပမာဖြင့်ကလ်အဟဝလီအာဝလ်ဆိုတာကဗမာလိုပါပြောလို့မသိဘူးဆရာရှင်းပြမယ်နားလည်နိုင်ဖို့ကြိုးစားမယ်နော်ကျွန်တော်တို့ထဲမှာဒီလိုလူတချို့ရှိတယ်အရှိကိုကြည့်ရင်ဒေါင်းကိုဘေးကိုကြည့်သလိုမြင်ရတယ်အဲ့လိုမျိုးညာဘက်ကိုကြည့်ရင်အရှိကိုကြည့်သလိုမြင်ရတယ်အဲ့လိုမျိုးမျက်လုံးပိုင်ဆိုင်ထားတယ်အဲ့လိုမျိုးမျက်လုံးပိုင်ဆိုင်ထားတဲ့လူတွေကိုဗမာလိုပါခေါ်လို့တော့ဆရာမသိဘူးဒါပေမဲ့တားတို့သဘောပေါက်ပြီနော်ဒီဟာတွေကမွေးရပါအဲ့လိုမျိုးငငယ်လေးကနေအဲ့လိုမျိုးဖြတ်တက်တာပေါ့နော်ကလ်အဟဝလီအဲ့လိုမျိုးအဟဝလမျက်လုံးဆောင်းဆောင်းလေးရှိတဲ့လူတွေကသူတို့လေအဲ့လိုတခုခုကြည့်တဲ့အခါမားတက်တယ်ယာရလ်ဝါဟဒအတ်နိုင်းနေအရာတစ်ခုကိုနှစ်ခုမြင်တယ်ဒီလိုမျိုးလူတွေကအရာတစ်ခုကိုနှစ်ခုမြင်တယ်အမေတကတော့အရာကနှစ်ခုမဟုတ်ဘူးတစ်ခုတည်းပဲအဲ့တော့ဒီလူရဲ့မျက်လုံးကပညာလေးလာတန်ယူနေတဲ့နေရာမှာမာနေတယ်သဘောပေါက်ပြီနော်ဝတ်ဆဖရာဝီယူကဒယဂျီဒူလ်ဟလူဝမရန်ဆဖရာဝီဆိုတာဒီဟာကကျွန်တော်တို့ဗမာလိုပြန်ရင်အတဝါယောဂါလို့ပြောလို့ရတယ်ဒီမှာဆဖရာဝီရဲ့အဓိပ္ပာယ်ဒီမှာရှင်းပြထားတယ်ဒီဟာကိုယ့်ဘာသာကိုဖတ်ကြည့်ပေါ့ဒီမှာပေါ့နော်
အဲ့တော့ဒီဟာကယောဂတစ်မျိုးဖြစ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိနေတဲ့သွေးတွေအလိုမျိုးကျွန်တော်တို့ခန္ဓာကိုယ်မှာရှိနေတဲ့ပီတွေပါတယ်တလိပ်တွေဒီဟာတွေပေါင်းဆက်ပြီးတော့အချင်းနဲ့မကောင်းဖြစ်ပြီးတော့ယောဂတစ်မျိုးဖြစ်ပေါ်လာတယ်အဲ့ဒီချင်းခန္ဓာကိုယ်ရောအလိုမျိုးကျွန်တော်တို့စီးတွေပါတယ်သွားတဲ့အခါစီးတွေပါတယ်လေအဝါရောင်ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့အတာဝါယောဂလို့ပြောလို့ရတာပေါ့နော်အေးဒီယောဂဖြစ်တဲ့အခါလူသားတွေရဲ့ပါးစပ်လေးဘာဖြစ်သွားလဲပြတ်သွားတယ်အဲ့တော့ချိုးတဲ့အရာတစ်ခုစားရင်လေသူ့အတွက်အဲ့ဒီအရာကဘာဖြစ်သွားလဲခါသွားတယ်တဘောပေါက်ပြီနော်အဲ့ဒါကိုပြောချင်တာဝတ်ဆဖရာဝီယူကဒယဂျီဒူအလ်ဟလူဝမရန်ဟလူနာဒိတ်ပဲချိုးတော့မရန်အဒိတ်ပဲခါတော့အဲ့တော့ဆဖရာဝီယောဂဖြစ်နေတဲ့လူကကဒယဂျီဒူဟလူဝမရန်ချိုးတဲ့အရာကိုလေခါတယ်လို့တွေးတယ်အဲ့တော့ဒီနေရာမှာအဲ့ဒီဆူဖစတာယာတွေကဘာကိုဆိုလိုချင်တာလဲလူသားတွေရဲ့နှုတ်ရှာတွေလူသားတွေရဲ့နရွက်တွေလူသားတွေရဲ့မျက်လုံးတွေလူသားတွေရဲ့လက်တွေပါတယ်ဒီဟာတွေနဲ့ပညာသင်ယူတဲ့အခါသူတို့ရဲ့ဒီအစိတ်အပိုင်ကမတက်တယ်အမပြုတ်လုပ်တတ်တယ်အဲ့ဒါကြောင့်လူသားတွေအနေနဲ့ဘေးအရာကိုမှတိကျသွားသင်ယူခွင့်မရှိဘူးသင်ယူလို့မရဘူးအဲ့ဒါကြောင့်သူတို့ပြောချင်တာကဟာကိုင်ကုလာရှာကရှိတော့ရှိမှာပဲဒါပေမဲ့ကျွန်တော်တို့တိကျသွားဘေးမှာဘလို့ရှိတာလဲမသိနိုင်ဘူးလို့ပြောချင်တာပြီးတော့ဝမင်ဟာဘဒဟီယာတွန်ပညာရေးနောက်အမျိုးဆက်တစ်မျိုးကဘဒဟီဖြစ်တယ်အလ်မူလ်ဟစ်စီနဲ့ပတ်သက်ပြီးတော့ဆိုဖစတာယာတွေကတန်ပြပြီးသွားပြီးဟစ်ဆိုတဲ့အရာကဘာဖြစ်နိုင်လဲမားနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာကိုင်ကုလာရှာရှိလားမရှိလားတိကျအောင်ပြောလို့မရဘူးပြီးတော့အလ်မူလ်ဘဒဟီနဲ့ပတ်သက်လာရင်လေမားတက်တယ်ဘာကြောင့်လဲဆိုတော့ဝကဒတကဝဖီဟာအခတလာဖတ်တွန်အလ်မူလ်ဘဒဟီမှာလေအခတလာတွေအများကြီးဖြစ်ပေါ်လာတယ်အလ်မူလ်ဘဒဟီဘာကိုခေါ်တာလဲခုနကပဲဆရာရှင်းပြခဲ့တာအလ်မူလ်ဘဒဟီဆိုတာကဧကိတုပညာကိုခေါ်တယ်အချို့ပညာကိုကျွန်ုပ်တို့ရဲ့အုံနောက်ကသင်ယူတယ်လေးလာတယ်သို့တော့အထောက်အထားမလိုဘူးအလိုပညာရေးကိုကျွန်တော်တို့ဘာခေါ်လဲအလ်မူလ်ဘဒဟီလို့ခေါ်တယ်ဒီလိုပညာရေးမှာလေလူတွေအများကြီးမားတတ်တယ်ဥပမာဖြင့်ကလေးတစ်ယောက်ကိုဒီ3နဲ့4ကိုပေါင်းရင်ဘာရလဲလို့မင်းရင်ဖြစ်နိုင်တဲ့ကလေးက5ရမယ်ပြောမယ်4ရမယ်ပြောမယ်9ရမယ်ပြောမယ်ဘာလို့လဲဆိုတော့ဒီကလေးလေးကမားတက်တာပေါ့နော်ဘာလို့လဲဆိုတော့သူသိပြီးနားမလည်သေးဘူးဒီဟာတွေကိုအဲ့ဒါကြောင့်ဒီအရာကဘဒဟီဖြစ်ပေမဲ့လေလူကြီးတွေနဲ့ကလေးလေးတွေကြားမှာဘာဖြစ်နေလဲအခတလာဖြစ်နေတယ်တဘောပေါက်ပြီနော်အဲ့ဒါကိုပြောချင်တာအလ်မူလ်ဘဒဟီမှာလေလူတွေကဘာဖြစ်တက်လဲအခတလာဖြစ်တက်တယ်အခတလာတာဖြစ်တယ်အခုအခတလာဘာကြောင့်ဖြစ်နေတာလဲဘာကြောင့်ဖြစ်နေတာလဲဆိုတော့တချို့ကမန်လို့နောက်တချို့ကမားနေလို့တဘောပေါက်ပြီနော်အဲ့ကနေဘာသိရှိရလဲအလ်မူလ်ဘဒဟီလေယကီနီမဟုတ်ဘူးတိကျတဲ့ပညာရေးမဟုတ်ဘူးတချို့ကမားတက်တယ်တချို့ကမန်တက်တယ်အဲ့ဒါကြောင့်တချို့ပုဂ္ဂိုလ်တွေကဘာပြောနေလဲဟာကိုင်ကုလာရှိရရှိနေတယ်လို့ပြောနေတယ်နောက်တချို့ကဟာကိုင်ကုလာရှိရမရှိဘူးလို့ပြောနေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရှိလားမရှိလားအဲ့ဒီပညာရေးကိုဘေးဖေထားလိုက်မယ်ဒီဘာဖြစ်လို့ဆိုတော့ဒီဟာတွေကမားတက်တယ်သဘောပေါက်ပြီနော်ဝတာရီဒူဘီဟာရှုဘဟတ်န်အဲ့ဒီအလ်မူလ်ဘဒဟီမှာလေရှုဘဟတ်တွေရှက်တွေတန်တရားတွေအများကြီးဖြစ်ပေါ်လာတယ်သဘောပေါက်ပြီနော်ယဖ်တကရူဖီحلها الى انظار دقيقه انظارဒီစကားလုံးက nazarun ရဲ့ဂျမာဖြစ်တယ်အဲ့တော့ almul mantiq မှာ nazar ဆိုတာကဥစ္စာပစ္စည်းတစ်ခုကိုသိရှင်းနားလည်ဖို့အတွက်အုံနောက်ရောအထောက်အထားရောနှစ်ခုလုံးကအသုံးပြုရတယ်ပြောရမယ်ဆိုလို့ရှိရင် almul nazari ကိုပြောရှင်းတာအဲ့ဒီအသုံးပြုတဲ့နီးလင်းကို nazar လို့ခေါ်တယ်အလွယ်တကူပြောမယ်ဆိုလို့ရှိရင် almul nazari ကိုတန်ယူဖို့အတွက်ကျွန်တော်တို့အုံနောက်ကိုအသုံးပြုတယ်ပြီးတော့အထောက်အထားတွေကိုအသုံးပြုတယ်အဲ့ဒီအသုံးပြုတဲ့နီးနဲ့လမ်းကြောင်းအဲ့ဒီအလုတ်တွေကိုလုတ်ရက်တွေကိုနဇာဝဖီကီလို့ခေါ်တယ်တဘောပေါက်ပြီနော်အဲ့ဒီအလုတ်ကိုလုတ်ပြီးတဲ့နောက်ပိုင်းရရှိလာတဲ့ရက်လက်ကိုကြတော့အလ်မင်နဇရီလို့ခေါ်တာအဲ့ဒီအလုတ်တွေကိုကြတော့နဇာဝဖီကီလို့ခေါ်တယ်တဘောပေါက်ပြီနော်အခုဒီမှာဆူဖစတာယာတွေကဘာကိုပြောလို့ချင်တာလဲဒီအလ်မူလ်ဘဒဟီမှာလေအခတလာဘ်တွေအများကြီးဖြစ်တတ်တယ်အဲ့ဒါကြောင့်အလ်မူလ်ဘဒဟီမှာလေအများကြီးရှုဘဟတ်တွေတန်တရားတွေဖြစ်ပေါ်လာတယ်အဲ့ဒီတန်တရားတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့အမတန်ကိုနာဇာဖီကီလောက်ရတယ်သဘောပေါက်ပြီနော်ပြောလို့ချင်တာကအလ်မူလ်ဘဒဟီကိုသိရှင်းနားလည်လာဖို့အတွက်အလ်မန်နဇရီဖက်ကိုတွားလိုက်ရတယ်လို့ပြောချင်တာတဘောပေါက်နေတယ်နော်အဲ့တော့အလ်မူလ်ဘဒဟီကဘဒဟီမရှိတော့ဘူးနဇရီဖြစ်သွားပြီအဲ့ဒါကမတိကြလို့မမှန်ကန်လို့ပြီးတော့ဝန်နဇရီယာတူအလ်မူလ်ဟစ်စီနဲ့အလ်မန်နဇရီကမမှန်ကန်ဘူးမာတက်တယ်ဆိုတာကိုဆိုဖစတာယာတွေကတန်ပြပြီးသွားပြီနောက်အမျိုးဆက်တစ်မျိုးကျန်သွားတယ်ဒါကအလ်မန်နဇရီအခုနဇရီလေမာတက်တယ်မမှန်ကန်ဘူးဆိုတာကိုတန်ပြနေတာဝန်နဇရီယာတူဖရအွန်လီဒရူရီယာတီအလ်မန်နဇရီဆိုတာကအလ်မူလ်ဒရူရီရဲ့ဖရာဖြစ်တယ်ပြောလို့ချင်တာကအလ်မန်နဇရီကိုသိရှိနားလည်လာဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့အလ်မူလ်ဘဒဟီကိုအရင်သင်ယူရတယ်
အလ်မုလ်ဟစ်စီကိုအရင်သင်ယူရတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်တို့နဇရီဖတ်ကိုသွားလို့ရတာဥပမာဖြင့်ဆရာခုနကပဲပြောခဲ့တာရေဒီကြောက်ဖြစ်တယ်အခုရေဒီကြောက်ဖြစ်တဲ့ဒီဟာကိုကျွန်တော်တို့အထောက်အထားနဲ့သိရှိနားလည်လာဖို့အတွက်ကျွန်တော်တို့ပထမဆုံးရေပါကိုခေါ်လဲအဲ့ဒါကိုသိရမယ်ပြီးရင်ကြောက်ပါကိုခေါ်လဲအဲ့ဒါကိုသိရမယ်အဲ့ဒီနှစ်ခုလုံးကိုသိပြီးမှသာကျွန်တော်တို့အဲ့ဒီရေကကြောက်ဖြစ်တယ်ဆိုတာကိုသိလာနိုင်မှာဖြစ်တယ်သဘောပေါက်နေတယ်နော်အခုကအစားတွေကနေအဲ့ဒီဒရူရီရေပါကိုခေါ်ရလဲကြောက်ပါကိုခေါ်ရလဲအဲ့ဒါတော့ကျွန်တော်တို့တိကျအောင်မပြောနိုင်ဘူးဘာဖြစ်လို့ဆိုတော့ဒီကအလ်မုလ်ဟစ်စီအလ်မုလ်ဘဒီဟီအဲ့တော့အလ်မုလ်ဘဒီဟီကကျွန်တော်တို့တိကျအောင်မပြောနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအလ်မုလ်ဘဒီဟီကိုအသုံးပြုပြီးနဇရီကိုဘယ်လိုလုပ်ကျွန်တော်တို့လေ့လာလို့ရမလဲသင်ယူလို့ရမှာလဲအဲ့ဒါကိုပြောနေတာဝန်နဇရီယာတူဖရအွန်လီဒရူရီယာတ်အလ်မန်နဇရီဒီအလ်မုလ်ဒရူရီယာတ်ဟစ်စီယာတ်ရဲ့ဖရာဖြစ်တယ်ဖဖဆာဒူဟာဖဆာဒူဟာအဲ့ဒါကြောင့်အလ်မုလ်ဒရူရီယာတ်ကဖာဆတ်ဖြစ်တယ်မမှန်ကန်ဘူးအဲ့တော့အလ်မုလ်ဒရူရီယာတ်ဖာဆတ်ဖြစ်တယ်ဆိုလို့ရှိရင် automatic ဘတ္တရီကြောက်လာအလ်မုလ်ဒရူရီလေးဘာဖြစ်သွားမှလဲဖာဆတ်ဖြစ်သွားတယ်လို့ပြောချင်တာတပတ်ပေါက်ပြီနော်ဝလီဟာဒါကတူရာဖီဟာအခတလာဖ်လ်အကူလာအဲ့ဒါကြောင့်ပဲအလ်မုလ်နဇရီအလ်မုလ်ဘဒီဟီဒီဟာတွေမှာပညာရှင်တွေရဲ့အခတလာများနေတာမစအလာတွေမှာအခတလာဖြစ်တာဘာကြောင့်လဲအဲ့ဒါကမတိကျလို့အလိုပြောချင်တာတဘောပေါက်ပြီနော်အဲ့တော့ဘာပဲဖြစ်ဖြစ်သူတို့ရဲ့ဒလီလ်တွေကနေဘာသိရှိရတာလဲကျွန်တော်တို့သင်ယူတဲ့ပညာတွေကတခုမှတိကျတဲ့ပညာရဲ့မပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဟာကိုင်ကိုလာရှိတယ်လို့လည်းပြောလို့မရဘူးမရှိဘူးလို့လည်းပြောလို့မရဘူးဒီအရင်နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာတန်တရားပဲရှိတာတိကျအောင်ဘယ်သူမှမပြောနိုင်ဘူးတဘောပေါက်ပြီနော်အဲ့တော့ဖီကာဆူစတိုင်ယာရဲ့ဒလီလ်ကပြီးသွားပြီနောက်တစ်ပိုက်မှာအင်ရှာအလ္လာဟ်ကျွန်တော်တို့ဖတ်ကနေပေးတဲ့ဒလီလ်ကိုဖတ်မှာဖြစ်ပါတယ်အင်ရှာအလ္လာဟ်